အားလုံးပဲမင်္ဂလာပါ Red King Reaction မှာအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်တို့ရဲ့အချစ်တော်မြန်မာ fighter လေး George Chauvin ကိုအကြီးအကျယ်စိန်ခေါ်လိုက်တဲ့ Manigat နဲ့ပတ်သက်တဲ့အကြောင်းရင်းလေးကျွန်တော်ပြောသွားမှာဖြစ်တယ်ဆိုတော့ Manigat က Brandon Royval နဲ့ပွဲဒီနေ့ပဲပွဲထိုးတယ်ဆိုတော့နိုင်သွားတယ်ဗျာဟုတ်တယ်ဗောနော်ပထမအချိန်မှာပဲသူ TK နဲ့နိုင်သွားတယ်အဲ့ဒီနိုင်သွားပြီးမှာပဲဘလို့လေတိုက်လဲဆိုတော့ကျွန်တော်ချက်လို့ကြည့်ကြအောင် George Chauvin, you told that Brandon Royval would do something. He kicked my ass, you know, because you replaced my place. Now you have my belt. If I didn't broke my feet in July, I would be the champion right now. ကြည့်ဒီမှာကျွန်တော်တို့သူ့ရဲ့ပြောတဲ့က Manigat ကဘာပြောလဲဆိုတော့ George Chauvin ကိုတိုက်ရိုက်စင်ခေါ်လိုက်တယ်ဗောနော်ဒီ Royval နဲ့ပွဲပြီးတဲ့ဒီနေ့မှာပဲ Royval နဲ့သူပွဲထိုးတယ်သူပထမအချိန်မှာပဲ TK နဲ့နိုင်သွားတယ်အဲ့ဒီနိုင်သွားတဲ့ပြီးမှာပဲသူ George Chauvin နာမည်တပ်ပြီးတော့စင်ခေါ်လိုက်တယ်ဘယ်လိုစင်ခေါ်လဲဆိုတော့အဲ့ George Chauvin မင်းအခုကင်ထားတဲ့ခပတ်ဗောနော်ကျွန်တော်ရဲ့ခပတ်ပဲတဲ့မင်းယူထားတဲ့အခုမင်းယူထားတဲ့ခပတ်ကကျွန်တော်ရဲ့ခပတ်ပဲကျွန်တော်ကိုစားလာမင်းကထိုးပေးလို့အဲ့ဒီခပတ်ကိုရတာတဲ့ဆိုတော့ဒီခပတ်ကိုကျွန်တော်ဟာပဲတဲ့ဟာမင်းစဉ်းစားကြည့်ဘလို့လို့သူ့ကပတ်ဖြစ်မှာလဲကွာမင်းတို့စဉ်းစားကြည့်ဒီကောင်ကတော်တော်ကိုလီတော်တော်တိုက်တဲ့ကောင်ပဲသူများရထားတဲ့ခပတ်ကိုဒီကောင်ကသူ့ဟာသူပဲတဲ့သူရထားတာပဲသူ့ဟာမင်းခဏကင်ထားတာပဲရှိတယ်တဲ့ဟာဒီကောင်ကဒီ Manigat ကဟိုဒီ Manigat ကပြီးခဲ့တဲ့ July လတုန်းကဒီ Royval နဲ့ထုတ်ဖို့ရှိတယ်ထုတ်ဖို့ရှိတဲ့အချိန်မှာသူကခြေထောက်နာပြီးတော့ပွဲနည်းမှာပဲသူထက်သွားတယ်ထက်သွားပြီး George Chauvin ဝင်လာပြီးတော့ George Chauvin က Royval ကိုနိုင်တယ် George Chauvin က Royval ကိုနိုင်သွားတဲ့ခါကျတော့ဒီကောင်ခြေထောက်ဂျိုးရင်းနဲ့ဒီကောင်ကလေတိုက်လာတယ်အဲ့တော့ George Chauvin နဲ့ Royval မင်းတို့တစ်ခေါက်ငါနဲ့တွေ့ပြီဆိုရင်မင်းတို့တစ်ခေါက်တော့ပွဲပြီးတယ် easy ကျွန်တော်မင်းတို့ကိုနိုင်မှာဆိုပြီးတော့ဒီကောင်လေတိုက်လာတယ်ကို Van ကပြန်ပြောလိုက်တာပေါ့နော် Manigat မင်းရဲ့အကိုစားကျွန်တော်ထိုးပေးတာပေါ့မင်းကျေးဇူးတင်ဒဏ်ရာတွေကြောင်းပြပြီးတော့ထွက်သွားပြီးတော့မင်းခုမှလေမတိုက်နဲ့ဆိုပြောသွားတယ်မင်းနဲ့ Royval နဲ့ထိုးလို့ရှိရင် Royval ကမင်းဖေကိုစောက်ကပြီးတော့မင်းဘာဖြစ်မလဲမင်းသိလားတဲ့ George Chauvin ကသူပြောသွားတာအဲ့ဒီဟာကိုသူစိတ်နာလို့အခုပြန်ပြောတာမင်းပြောတာမမိသေးလားတဲ့ခုနပြောတာနော် Royval နဲ့ကျွန်တော်ထိုးလို့ရှိရင်မင်း Royval ကျွန်တော်ဖင်ကမယ်ဆိုမင်းမှတ်မိသေးလားတဲ့အခုကျွန်တော်ပထမခြေပါပဲကျွန်တော်အကုန်လုံးနောက်အလုပ်လိုက်ပြီတဲ့ကဲမင်းအခု ready ဖြစ်ပလားကဲသူကပြောတယ်ကဲဆက်လက်ပြော Hey, listen very well. I'm here, your daddy. Your dad is gonna take your diapers alive on a new deal. Now baby တဲ့ George Chauvin ကို baby လို့ခေါ်တယ်ကောင်းကောင်းလေးနားထောင်တယ်ကျွန်တော်လာပြီတဲ့မင်းအဖေကျွန်တော်လာပြီတဲ့ဟာဒီကောင်မင်းရဲ့အဖေကျွန်တော်လာပြီတဲ့ Manigat ကသူထင်တာတော့ George Chauvin ကလေးလေးပေါ့ဟမ်ဟုတ်တယ်နော်ဒီကောင် If I didn't broke my feet in July, I would be the champion right now. တဲ့အဲ့ဒီနေရာမှာခမားတာကျွန်တော်ဒါဒဏ်ရာမရလို့ရှိရင်ကျွန်တော်ဝင်ပြီးတော့ Royval ကိုနိုင်ပြီးတော့ Pentoja နဲ့ချမ်ပီယံကပတ်လူပြီးတော့အခုဆိုရင်ကျွန်တော်ကပတ်ကင်ပြီးကင်ရမယ်သူကကျွန်တော်ပဲဖြစ်ရမယ်တဲ့ဆိုတော့ဒီကောင်ကတော့ဒီ George Chauvin ကပတ်ယူတာကိုသူတော့ကိုမနာလို့ဖြစ်တဲ့ပုံစံပေါ့နော် Oh, whatever you want. Just sign the contract. Houston is my city. It's my first fight in UFC. My first win was there. Fly. သူပြောတာပေါ့နော် contract လုပ်လိုက်ပါတဲ့ January မှာလားဘယ်ချိန်မှာလဲကျွန်တော် ready ဖြစ်ပြီမင်းနဲ့ထိုးဖို့မင်းကပတ်ကိုကျွန်တော်ယူဖို့ ready ဖြစ်ပြီတဲ့မင်းဘယ်ချိန်ပဲဖြစ်လာခဲ့ကျွန်တော်အဆင်သင့်ဖြစ်တယ်တဲ့ Because Manel Starboy is here to hunt to be the champion. Nobody can deny. Nobody can deny my belt. I'm the best here. ကျွန်တော်အကောင်းဆုံးပဲတဲ့ဒီ flyweight မှာကျွန်တော်အကောင်းဆုံးပဲကျွန်တော်ဒီမှာလာပြီတဲ့ကျွန်တော်ရဲ့ခပတ်ကျွန်တော်ရဲ့အာရဘသူမှတားနိုင်တယ်လို့မရှိဘူးတဲ့ဒီခပတ်ဒီ Manigat ကပေါ့နော်ဟာဒီကောင်ကပွဲတော့ကြားမိကွာပွဲစော်ပြီဆိုတော့ကျွန်တော်တစ်ချက်တော့ပြောချင်တယ်ကွာဒီကောင် Manigat ကလည်းလေတော့တိုက်တယ်ဗျလေတိုက်တာတော့တော်တော်တိုက်တယ်ကွာဒီကောင်ကပြောနေတော်တော်ကိုတိုက်တယ်ဒါပေမဲ့ဒီကောင်ကသူ့ရဲ့ style သူ့ရဲ့ထိုးပုံကလည်းမဆိုးဘူးကောင်းတယ်လို့ပြောကျွန်တော်ဒီGeorge Chauvin နဲ့ပွဲဖြစ်တယ်ဆိုရင်တော်တော်ကိုကြည့်လို့ကောင်းမယ်ထင်တယ်ဒီပြီးခဲ့တဲ့ George Chauvin
ချန်ပီယံဖြစ်တဲ့အချိန်မှာပရိသတ်တွေကတော့ဒီဂျပန်ဖိုက်တာထာရှူရိုထိုင်ရာနဲ့သူကထိုးဖို့ထိုးမယ်ဆိုပြီးတော့အရန်ကိုပေါ့ပြဖြစ်လာတာပေါ့နော်အင်တာဗျူးမှာလဲထာရှူရိုထိုင်ရာကပြောတာတော့ဂျပန်မြေမှာထိုးချင်တယ်ဒါပေမဲ့ကျွန်တော်အနေနဲ့တော့ဒီဂျပန်မြေမှာတော့ဒီချန်ပီယံကပတ်လူပွဲက UFC ကတည်မယ်လို့တော့ကျွန်တော်မထင်ဘူး promotion အရဆိုရင်ဒီကတိတ်တော့အဆင်မပြေဘူးဖြစ်နိုင်ချေကတော့ဒီမာနီကက်နဲ့သူဂျော့ရှော့ပဲနဲ့ဖြစ်နိုင်ချေကတော့တော်တော်များနေတယ်ဗျဆိုတော့ဒါမဲ့ဒီကြားထဲမှာဒီခုဖန်တိုကြားလဲပြန်ကောင်းလာမယ်ဆိုရင်တော့တားပြန်အမြန်ကောင်းလာမယ်ဆိုရင်တော့ဖန်တိုကြားနဲ့ဖြစ်ဖို့ချန်ပီယံကပတ်ပြန်ကာကွယ်မဲ့ဂျော့ရှော့ပဲနဲ့ပြန်ထိုးဖို့ရှိတယ်ဒါပေမဲ့ဒီလောက်ထိတော့ကျွန်တော်ဖန်တိုကြားကဒီလောက်ထိတော့သူ့ရဲ့ဒိုင်ယာတွေကောင်းသွားမယ်လို့ကျွန်တော်မထင်ဘူးမာနီကက်နဲ့တော့ဂျော့ရှော့ပဲနဲ့တော့ပွဲတော့January လလောက်မှာတော့ကျွန်တော်တို့ဖြစ်မယ်လို့ထင်ဒါမှမဟုတ် January February မှာတော့ကျွန်တော်ဖြစ်မယ်လို့ထင်တယ်ဘာလို့ဆိုတော့ဒီ Manegat ကလည်းဒါဘာသာညာမှမရှိဘူးပြီးတော့ Joshua ပဲလည်းအခုချန်ပီယံကင်ထားတယ်ဆိုတော့ ready တလောက်ဖြစ်တယ်ဆိုတော့အချိန်က2လအခု December January February ဆိုတော့2လလောက်ဆိုရင်တော့ဒီ training gap ဘာ gap လဲဆိုတော့သူတို့ကအဆင်ပြေမယ်ထင်တယ်ဒီ Asia မှာမဟုတ်ဘဲနဲ့ဘယ်နေရာမှာသူတို့ကဆော့မလဲကျွန်တော်လည်းမသိသေးဘူးเนาะဒါပေမဲ့တခုရှိတာကဒီကောင်မာနီကက်ကဘာလဲဆိုတော့ကြောင်ကြီးများတယ်ဗျဒီကောင်ကပွဲပြီးခါနေမှာပွဲတွေကပြက်တာတွေများတယ်ဟိုအကြောင်းပြဒိုင်ယာအကြောင်းပြလိုက်နေပြီးတော့တခြားအကြောင်းပြလိုက်နေပွဲပြက်တာတွေများတယ်ဆိုတော့အဲ့လိုမျိုးပွဲပြက်တာများတဲ့အခါကျတော့ UFC ကလည်းသူတို့ပွဲတွေကိုတိတ်ပေးတာတွေမရှိဘူးတိတ်ပွဲတည်ပေးတာတွေမရှိဘူးဒါတစ်ချက်ကတော့ကျွန်တော်စဉ်းစားရမယ်ကွာပရိသတ်တွေရောဘယ်လိုမြင်လဲဒီမာနီကက်နဲ့ပွဲဖြစ်ချင်တာလားဂျပန်ဖိုက်တာထာရှူရိုထိုင်ရာနဲ့ကျွန်တော်ပွဲဖြစ်ချင်တာလားဒါဆိုတော့ကျွန်တော် comment တွေမှာလေးရေးပြလို့ရတယ်ကျွန်တော်ရဲ့အကြိုက်ကျွန်တော်ရဲ့အမြင်ပြောမယ်ဆိုရင်ဒီမာနီကက်နဲ့ Josh Chauvin ကိုဒီ January လမဟုတ် February မှာပွဲကိုဖြည့်တော့အရင်ပွဲကြည့်လို့ကောင်းမယ်လို့ကျွန်တော်ဒီဗီဒီယိုလေးကိုဒီညမှာဆုံးသတ်ပြရစီအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်